တိုက်ကလာတာအိမ်အောင်ပြုလို့ရလားတကယ်လို့စီးပွားမတက်တာတို့ဘာတို့အဲ့ဒါတွေကြတော့ပြောမဆိုလို့ရှိရင်အယူတွေပဲငညီအယူကြောက်ဖြစ်ကြတယ်ပေါ့နော်ဘာကြောက်လဲဆိုလို့ရှိရင် main ကလေးတွေကအဲ့လိုပူးတာကတ်တဲ့အချိန်မှာတချို့ဆိုလို့ရှိရင်လဲနဂတော်တွေဒီဆက်ရာတွေပေါ့အဲ့လိုပေါ့ပြောကဆက်ရာတွေရှိကြတယ်လေဟိုတချို့တိုက်တွေမှာတွားပြီးတော့အသက်တောင်းကြတယ်ကွာတချို့ဆိုလဲငါဟိုအသက်ပေးတယ်ပေါ့ဟာလားဟိုတိုက်ကဆိုကြပါစို့ပေါ့အခုပြန်ခေါ်မဲ့အချိန်မှာဟာ तू ကအသက်ကို9နှစ်တို့10နှစ်တို့ဟုတ်လားနှစ်30တို့50တို့100တို့ပေါ့ကွာ तू ပြောချင်တယ်လို့ပေါ့တိုးချင်တယ်လိုက်တိုးပြီးတော့တိုးကြတယ်ကွာအဲ့ဒါကိုတိုက်ကြိုဖြစ်တယ်လို့သူတို့ပြောကြတယ်အေးအဲ့လိုတကယ်ရောတိုက်ကြိုကဖြတ်လို့ရရလားပေါ့နော်တိုက်ကြိုဖြတ်လိုက်လို့ရှင်တကယ်ရောအသက်ရှည်သွားမှာလားပေါ့အဲ့နေရာမှန်ကန်ရဲ့လားဗျာဒါအပြောမှဆိုလို့ရှိရင်အဲ့ဒီအသက်တိုးပေးတဲ့ဆက်ရာတွေရောတို့လူနေမှုကြည်ကြက်ရေးကဟိုမှတ်ပုံတင်အရာရှိတွေမှမဟုတ်တာကွာတက်တန်တိုးပေးလို့မှမရတာမဟုတ်လားသူ့ရဲ့ကံကဒီနေ့တည်ခြင်းလဲတည်မယ်လေကွာနှစ်ဖြန်တည်ခြင်းလဲတည်မယ်လေဒီလူတယောက်ကိုအသက်100နေတို့200နေတို့ तू ကလိုက်ပြောတဲ့ခါမှာအဲ့လူကဂျားထဲမှာတည်သွားရင်အဲ့ဒီရွှေ့ပေးတဲ့လူကအာမခံနိုင်လားအဲ့ဒီလူရှိတယ်ဟုတ်လားဘာကြောင့်လဲဆိုတော့ဒါတွေကဟိုတို့ရဲ့အစွဲတွေကြောင့်ဖြစ်လာတဲ့အပေါ်မှာမူတည်ပြီးတော့ဟိုကိုယ့်ရဲ့အပေါ်ပြောမဆိုရင်နားမလည်မှုမတိမှုအပေါ်မှာသူများကအတုံးချတာကွာအဲ့တချို့သောဆရာတွေကဟိုလိန်စားတဲ့သဘောပေါ့ကွာအဲ့ဒါလေးတွေကိုမဖြစ်ရအောင်ပေါ့အဲ့လိုစင်ကြီးပြောမဆိုရင်တော့ညံလေးနဲ့ပေါ့သုံးသက်ကျင်